လာပါလို့တခင်ယေရှုနာမနဲ့နှုတ်ခွန်းဆက်ပါတယ်ယေရှုတော်တကယ်အဖြစ်လဲ2025 6လပိုင်းပထမပတ်ကိုနော်ကောင်းမွန်စွာဝေကာမဆာလမ်းပြပို့ဆောင်ပေးတော်မူတဲ့ယေရှုတော်ကကြီးမားလာပြီဘလောက်ပဲခက်ခဲတဲ့အချိန်ကာလပဲဖြစ်နေပါစေဘုရားသခင်ရဲ့ဂရုတော်အတိုင်းတကယ်ယုံကြည်ပြီးရှောင်လန်းမယ်ဆိုဘုရားသခင်ရဲ့တတ်နိုင်ခြင်းကိုတာ၍တွေ့နိုင်ကြမှာဖြစ်ပါတယ်လို့ရှေးဥစွာကျမ်းစာတစ်ပိုက်တော့သူကဖတ်ရှုဆင်ခြင်ကြအောင်နော်ရှင်မဿဲခရစ်ဝင်ခန်းကြီး30ရှင်မဿဲခရစ်ဝင်ခန်းကြီး30အငယ်28ကနေ33ရှင်မဿဲခရစ်ဝင်ခန်းကြီး30အငယ်28ကနေ33ဖတ်ကြည့်အောင်တွေ့ရှင်မဿဲခရစ်ဝင်ခန်းကြီး30အငယ်28ကနေ3328ရင်ဖတ်ကြည့်အောင်နော်တနည်းကကိုခန္ဓာကိုယ်တော်တတ်၍စိတ်ဝိညာဉ်ကိုမတတ်နိုင်တော့သူကိုမကြောက်ကြနဲ့ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုငရဲနဲ့ဖျက်ဆီးနိုင်တော့သူကိုတာ၍ကြောက်ကြလော့ဟုတ်ပြီဒီအရာကိုအရင်ရှင်းအောင်နော်ဒါကြောင့်ကျမ်းစာမှာကဒီရှင်မဿဲကယေရှုကိုယ်တော်ကိုယ်တော်ပြောရအောင်နော်တနည်းကကိုခန္ဓာကိုယ်တော်တတ်၍စိတ်ဝိညာဉ်ကိုမတတ်နိုင်တဲ့သူကိုမကြောက်နဲ့ဒါဆိုဒီလောကကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပဲဖြတ်စည်းလို့ရတယ်နော်လောကစကားနားမထောင်ရင်အနေစားမချောင်ဘူးနော်ဆင်းရဲမယ်နော်ဒါပေမဲ့ယနေ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကိုငရဲနဲ့ဖြတ်စည်းနိုင်တဲ့သူကိုတာ၍ကြောက်ကြတယ်အဲကျွန်တော်နဲ့ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုဖြတ်စည်းနိုင်တာကဘာလို့လဲဖျားပဲရှိသိရမလားဖျားပဲရှိတယ်ဒါမှမဟုတ်ကျမ်းစာမှာပြောတာကထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့ဉာဏ်ပညာရဲ့ပါလေအချုပ်အခြာဖြစ်တယ်လောကရဲ့ဉာဏ်ကိုပြောမလားဉာဏ်ဘလောက်ပဲရှိလောကရဲ့ပညာကိုပဲပြောမလားလောကပညာဆိုတာကလူတွေကိုတော့ငရဲကနေမကယ်လွတ်ပေးနိုင်လောကရဲ့ပညာဆိုတာကမကောင်းကြတော့မပြောကောင်းလို့နော်ကျွန်တော်လိုက်ရတော့မှမပြောဒါပေမဲ့သာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့ဉာဏ်ပညာရဲ့အချုပ်အခြာဖြစ်တယ်ဘာလို့ဆိုလို့ခြင်းနဲ့ဘာလို့ဆိုလို့ခြင်းလဲဆိုတော့ဖယားတခင်ကဒဏ်ကချင်းကိုကြောက်တော့ဖယားတခင်စကားကိုနားထောင်မှဒါလင်တင်းရခန္ဓာနဲ့ဝိညာဉ်ကဖြတ်စည်းခြင်းမခံရဘူးဘယ်နေလဲငရဲကနေအမောကြီးဘာသာတိုင်းကငရဲချမှာကြောက်တော့မကြောက်တော့ဘာသာတရားတိုင်းကဆုံးမတော့ဘာသာတရားတိုင်းကဘာတူလဲငရဲဆိုတဲ့စကားပါတော့မပါတော့အဲ့ဒါဘာသာတရားတိုင်းငရဲမရောက်စေဖို့အတွက်ဘာလို့ရလဲတရားဗုဒ္ဓဘာသာမှာလည်းနော်အလူတန်းလောက်ရတယ်တရားထိုင်ရတယ်တရားရှင်းရတယ်နော်ဒီငရဲကဘလောက်ကြောက်စရာကောင်းဆိုဘာသာတရားတိုင်းထဲမှာဘာသာတိုင်းထဲမှာငရဲကိုမလားချင်ကြဘူးငရဲကိုမတွားချင်တဲ့အတွက်လူကဖင်ဘူးတောက်ထောင်မရှိခိုးချင်တဲ့ရှိခိုးရတယ်နော်အလူတန်းမလုပ်ချင်တဲ့လုပ်ရတယ်ဘာဖြစ်လို့လဲဗုဒ္ဓမှာဆိုတဲ့တည်ရင်နော်သူတို့ကဗုဒ္ဓမှာတော့တည်တယ်သူတို့ကပါလေနိဗ္ဗာန်မရောက်နိုင်ဘူးတည်ရင်ငရဲမရောက်ဖို့အတွက်30ပုံနဲ့နတ်ပြည်တဲ့30ပုံနဲ့တပုံမှာရှိနေအောင်စောင့်နေတာဘာဖြစ်လို့လဲသူတို့အရေမီးယာဖျားပွင့်လာတဲ့ခါကျရင်တဲ့သူတို့ကိုလာကဲချွတ်ပေးမယ်နော်အရေမီးယာဆိုယေရှုခရစ်တော်ဖြစ်မှသူတို့မသိဘူးပြီးသွားပြီအခုဘာသာတရားနဲ့ငရဲမသွားမှကြောက်တရုတ်လေအလူဒါနာလောက်တာပဲတရုတ်လေဘာဖြစ်လို့လဲငရဲဆိုတာရှိလားမရှိလားရှိတယ်ငရဲဆိုတာကလူတိုင်းမှာကငရဲရှိတယ်ငရဲကလည်းလွတ်မြောက်ဖို့အတွက်ကခမရကိုတကယ်ကယ်တင်နိုင်ပေးတဲ့ကယ်တင်ရှင်ကယေရှုခရစ်တော်တပါးပဲရှိတယ်ဘာသာတရားအလုံးစုံစားကြည့်အလုံးကျင့်ရတယ်ဗုဒ္ဓလည်းကျင့်ရတယ်ဘာသာတောင်းတော့ဒီတမဟောင်းကလူတိုင်းတော့ဖယားသခင်ကိုယုံကြည်လို့မလွတ်မြောက်ဘူးနော်ဖယားသခင်ကိုယုံကြည်ပေမဲ့တဲ့ယေရှုခရစ်တော်ကိုမယုံကြည်ငရဲပဲကယ်တင်ရှင်ကဖယားမဟုတ်ဘူးရမှာကယ်တင်ရှင်ကတကယ်တရားမဟုတ်တားတော်ယေရှုထက်မှာကယ်တင်ရှင်ပေးတာဒီယေရှုကိုမှမယုံကြည်အလုံးငရဲပဲတမဟောင်းမှာခုယေဟောဝါဖွဲ့လဲငရဲပဲမွတ်စလင်နဲ့သာဝရဖျားကိုငရဲပဲဘာဖြစ်လို့လဲပညတ်တရားကိုကျင့်တဲ့အတွက်ကြောင့်မို့တားတော်ယေရှုကိုမှမယုံရင်အားလုံးငရဲပဲနောက်မှလူတိုင်းကငရဲကိုကြောက်တဲ့အတွက်တော့ဘာသာရှိတယ်ခင်ဗျာဘာသာကိုးကွယ်တယ်လူတိုင်းကဘာသာတစ်ခုကိုကိုးကွယ်ဘာဖြစ်လို့လဲငရဲကနေငရဲကိုမတွားချင်လို့ဒါဆိုရင်ဒီငရဲကိုမတွားချင်တားတော်ယေရှုကိုမှမယုံရင်ဘယ်သူမှဒါမို့ယေရှုလည်းပါပဲငါ့ကိုအမိမပြုတ်ဘဲနဲ့အဘယ်သူများခမဲတော်ထံတော့မရောက်ရဘာလို့ဆိုလို့ချင်းလဲခမဲတော်ကကောင်းကင်ဘုံမှာရှိတယ်တခြားဘာသာတော့ပြောနိဗ္ဗာန်ဘယ်သူမှမရောက်
နိဗ္ဗာန်ဘယ်သူမှသွားလို့မရမရတော့ဒီနေ့ကျွန်တော်ခရိယန်ထဲမှာလည်းယေရှုကိုယုံကြည်တဲ့အခါမှာယေရှုဘယ်လိုယုံကြည်အောင်တိကျစွာယေရှုဘယ်လိုအသေးခံတယ်အတွေးတွန်းတာလဲထားမြောက်ခြင်းအပြင်ဖြောင်းမှတ်ဖို့အတွက်ကထာဝရအပြစ်လို့ရတယ်။ဒါမှမဟုတ်ယနေ့တော့ခန္ဓာနဲ့စိတ်ဝိညာဉ်တို့ကိုငရဲနဲ့ဖျက်ဆီးနိုင်တဲ့လူဒါရိုးကြောက်ပါ။ယနေ့ခရိယန်နဲ့ဘုရားကိုကြောက်ပါ။ကြောက်ဒီခန္ဓာကိုဒီခန္ဓာကိုဖျက်ဆီးတာဘယ်လိုပဲလဲ။တင်းကိုမကြမ်းမအောင်လုပ်တာဘယ်လိုလဲ။ကျမ်းစာတေချာဖောက်ရတယ်ဒီအနာရောဂါဘယ်နေလာလဲ။ဖယားတခင်စီရတာဖယားတခင်စီရနေလာတဲ့အနာရောဂါကိုတင်တော့ကလောကငွေတွေတော့ပြီးကုစားမယ်ဆိုရင်တော့အတူရောက်စစ်မှန်တဲ့အရာအားလုံးဘယ်သူလက်ထက်မှာရှိတယ်ဖယားတခင်လက်ထက်မှာကြားမှချင်းကလည်းယေရှုထက်မှာကယ်တင်ခြင်းကလည်းယေရှုထက်မှာပဲရှိတယ်စစ်မှန်တဲ့အရာဖယားပတ်စံနဲ့ဝယ်လို့မရတော့ပြီးခဲ့တဲ့အပတ်မှာကျွန်တော်ဟေရှာအခန်းကြီး55ပြောရင်ငါတတ်သူအပေါင်းတို့အဖိုးကိုမပေးယေရှိရာရက်တော့လာကြတော့နော်ငွေမလိုဘူးနော်သာဝရဖျားတာမှာပါတယ်စပီးရည်နဲ့နှုတ်ကိုဝယ်ပြီးတော့သုံးဆောင်ကြတယ်ဖယားတခင်စီကအရာကိုခင်ဗျငွေနဲ့ဝယ်လို့မရယနေ့လူတွေကကြားမှာဖို့အတွက်ငွေနဲ့ဝယ်တယ်ခင်ဗျားငွေနဲ့ဝယ်တဲ့ကြားမှာချင်းအားလုံးအတုတွေကြီးပဲစေးကုမယ်ဘာဖြစ်လဲအဲ့စီးရဲ့ side effect ရှိအတုအရာကိုငွေနဲ့ပေးဝယ်တယ်လူတွေတော်ကြီးစရာကောင်းဒီနေ့ခရစ်ယာန်ဆရာတော်မအဲ့တော့နားမလဲဘူးကြားမှာချင်းကဘယ်သူလက်ထက်မှာရှိတယ်ယေရှုလက်ထက်မှာရှိတယ်ငရဲကနေလွတ်မြောက်ဖို့အတွက်လည်းယေရှုပဲတတ်တယ်တောက်ဒီမှာယေရှုကိုလည်းပြောရတယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုငရဲနဲ့ဖျက်ဆီးနိုင်တဲ့လူတာရွေးကြောက်ပါခမည်းရဲ့ခန္ဓာနဲ့စိတ်ဝိညာဉ်နှစ်ပါးလုံးဖျက်ဆီးတတ်မှုတဲ့ဖယားတခင်ရဲ့ဖျက်ဆီးခြင်းကလည်းလွတ်မြောက်ဖို့အတွက်ကဖယားတခင်စကားတိုင်းလျှောက်မှလွတ်မြောက်မှာမဟုတ်ဘယ်လူသားမှမလွတ်မြောက်ဘူးအီလွန်မတ်စ်ကယောဂါရှိတယ်နော်အခုဒေါ်နယ်ထရမ့်ကဘယ်လောက်ချမ်းသာယောဂါရှိတယ်သူတို့ယောဂါအားလုံးဘာနဲ့ကုတယ်ဆရာဝန်နဲ့ကုတယ်ကျမ်းမာခြင်းကိုလူဝတ်တော်မှာလှုပ်ပေးနိုင်မယ်ဆိုရင်ဖယားတခင်မလှုပ်ပေးနိုင်ဘူးလားဆိုတဲ့စကားကိုယနေ့ခရိယတခါမှမစင်စားဘူးနော်ခရိယငါပိန်းနေဖယားတခင်စီအရာခယားပတ်စံနဲ့ဝယ်လို့မရယုံကြည်တဲ့စိတ်နဲ့ပဲဝယ်လို့ရယုံကြည်ခြင်းနဲ့ပဲရအခမဲ့ပေးခဲ့တယ်အခမဲ့ပေးတဲ့တန်ဖိုးကိုယူပြီးဘယ်လောက်နားလေလဲပတ်စံမရှိရင်အော်ငါအဖေကပတ်စံမတတ်နိုင်လို့ငါတို့မလုပ်ပေးတော့တေတော့သူအဲ့လိုပဲပြောတကယ်ဝမ်းနဲ့ဆရာကောင်းအောင်နော်တေချင်းရှင်ရင်ဖျားတယ်လက်ထက်မှာရှိတယ်ဒီနေ့ကျွန်တော်ကအဲ့တော့ကောင်းခံစားတခါလေကျွန်တော်လည်းတော့နှလုံးတွေးရမ်းတက်လာတဲ့ခါဘာပြောတေဘလို့ဖြစ်တယ်အဲ့ဒါကျွန်တော်ဘာကိုပြန်မလို့စဉ်းစားမိလဲဆိုတော့တိတ်ပံပညာရပ်ကိုကျွန်တော်ပြန်စဉ်းစားတော့အရန်အားတဲ့ခါမှာတော့ရုပ်ရှင်တွေကြည့်တယ်အဲ YouTube တွေကြည့်တဲ့ခါမှာတော့အော် NASA အဖွဲ့ကဟောဒီကဘာကြီးကိုဂျိုပြက်ကြီးတစ်ခုကဝင်ပြီးတိုက်တော့မယ်အလီနှုံးဘလောက်နဲ့လာနေပြီအဲ့တော့သူကဘာလဲဂျိုတို့လုတ်ပြီးတော့လိမ်မယ်စိတ်လုတ်ပြီးတော့ဒုံးချီနဲ့ပစ်တယ်လေဆာနဲ့ပစ်တယ်ပြောရင်တော့ဘာလဲမန္တလူလိုပဲနော်မန္တလက္ခဏာရှိတယ်ဒါပေမဲ့ကျမ်းစာမှာပြန်ကြည့်ကြတာဒီဂျိုကြီးဒီစัจ java လိုက်အားလုံးဘယ်သူကထိချုပ်ထားလဲဖယားတခင်ကသူ့တကိုးတော်အပြင်ထိချုပ်ထားတယ်ဒီဂျိုကြီးကိုဖယားဒီချီဆောင်ချင်းမှလာမချင်းဒီကဘာရဲ့ပျက်စီးစရာအကြောင်းနဲ့ဘယ်ဂျိုးမှလာတိုက်စရာအကြောင်းမရှိဘူးဒါပေမဲ့တိတ်ပပညာရနဲ့တွားတဲ့ခါမှာတွတ်တဲ့ခါမှာမန်တော့လက္ခဏာမရှိတကယ်မမှန်ဘူးအဲ့ခါမှာတိတ်ပညာရှင်တွေကအခု NASA ဖွဲ့တဲ့ကဘာကဘာနာကိုပဲကဲတည်တယ်လို့တော့ဒီဂျိုပြက်ကြီးကဘာကြီးဝင်တိုက်ရမှာတော့မသူတို့ကဘာလဲလိမ်ပြန်တယ်လူဂျိုတို့ပြီးတော့ဒုံးကြီးနဲ့ပစ်ခွဲတယ်ခဏခဏကြားမှုတယ်နော်ဒါပေမဲ့ကျမ်းစာမှာတေချာကြည့်ဒီကဘာကြီးကိုဖျားတကယ်တကိုးတော်ထိတ်ချုပ်ထားတယ်ကဖျားတကအခွင့်မရှိပဲဘယ်ဂျိုပြက်တစ်ခုမှလာတိုက်လို့မရအဲ့တော့ကျွန်တော်ဘောပေါက်တဲ့ခါကျွန်တော်လည်းတော့ခါလေးတွေးတော့အရန်တက်တယ်မနေ့လည်းအမဲရောညီကိုကြောင့်တော့ဒီအမဲစုပြုတ်စားတဲ့ခါတက်နေအော်ညာ TV ကြည့်ရတော့နိုင်ငံတကာတည်င်းကြီးမပြီးဘူးခေါင်းရထိုးဘာဖြစ်အိတ်တော့မယ်ကွာသူလည်းအိတ်ရဝင်ကျွန်တော်အစောအိတ်သွားပြင်မနဲ့လည်းအကောင်ပြန်လို့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကအချင်းနဲ့ကြည့်တော့မန်နလက္ခဏာရှိတယ်တိတ်ပံပညာနဲ့ကြည့်ရင်တော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ရဲ့နှလုံးတွေးထိုးရှိတယ်ဒါပေမဲ့လည်းတော့ဖယားတခင်ရဲ့ယေရှုခရစ်တော်စကားကိုယုံကြည်မယ်ဆိုရင်တော့ကျွန်တော်ဒီဆေးရုံဆေးခန်းတွားကြအကြောင်းမရှိဘူးဆေးရုံဆေးခန်းတွားဖြစ်လာတဲ့ခါမှာဆေးရုံဆေးခန်းတွားပတ်စံကုန်မှာဆရာဝန်ကစမ်းတိုက်ရင်အတလွဲထွက်အောင်မမှန်ဘူးနော်သူတို့ပေးတဲ့ဆေးတောက်ရင် side effect ကလာတယ်တော့တွေးကြဆေးတောက်မှဆိုရင်နှလုံးတွေးကြော
ရောင်လာလို့နော်ကြောက်ကတ်လို့ပျက်စီးညာညာတောက်အမြဲတမ်းတောက်ပါစေဒီနေ့ကျွန်တော်ဘုရားသခင်စကားကိုယုံကြည်တဲ့ခါမှာဘုရားသခင်ရဲ့တကူတော်ကျွန်တော်ထိန်းချုပ်လိုက်တဲ့ခါမှာဘာမှဖြစ်တော့ဘုရားသခင်တကူတော်ကျွန်တော်တို့24နိုင်ထိန်းချုပ်ထားပေးတာဆရာဝန်ဆရာမစီတွားတဲ့ခေးကတွားတဲ့ခါကျမှဆရာဝန်ဆရာမကစစ်ဆေးပေးပြီးတော့ဆေးပေးတယ်ဒီယုံကြည်ရမယ်တွားမယ်ဆိုရင်ယေရှုရဲ့စကားနဲ့တွားမယ်ဆိုရင်ဘုရားသခင်တကူတော်ကျွန်တော်24နိုင်လုံးထောက်ကွဲကာထားပေးတယ်ဒီနေ့ဒီဆက်ကြဝဠာရဲ့ဘယ်သူကကွဲကာထားပေးတယ်ဘုရားသခင်တကူတော်အပြင်ပုံမှန်လဲပတ်နေနော်အဲ့လိုပဲကျွန်တော်ခန္ဓာကိုယ်ကြီးတဲ့ဘုရားသခင်စကားနဲ့တွားမယ်ဆိုရင်တကူတော်ကျွန်တော်24နိုင်လုံးထောက်ကြည့်ထားပေးတယ်လုံးဝပျက်စီးမခံဘူးဘာလို့ကောင်းကင်နဲ့မြေကြီးမတည်ပေမဲ့ငါစကားဒီတည်ကျွန်တော်ခရိယန်နဲ့ကျမ်းစာတော့အားလုံးတည်နားမလဲအရာစစ်မှန်တဲ့အရာအားလုံးဘုရားဆိုတာရှိတယ်ဒါတော့ယေရှုဆိုတာရှိတယ်ကျမ်းမှာချမ်းသာခြင်းကောင်းခြင်းမင်္ဂလာအားလုံးကယေရှုဆိုတာရှိဒါမို့လောကရဲ့ဉာဏ်ပညာမကောင်းကြတော့ပြောအောင်အရန်ကောင်းလို့ ਨੇ ဒါပေမဲ့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကအပြည့်ပြည့်စုံစုံဖြစ်တယ်လောကလူတော်မှာဖခင်တင်ဖန်ဆင်းတဲ့ခန္ဓာကိုယ်တော်မှာကောင်းအောင်လုပ်ပေးနိုင်တဲ့ဆိုရင်ဒါတော့ယေရှုကယ်တင်ခြင်းကမလုပ်ပေးနိုင်ဘူးလားမလုပ်ပေးနိုင်ဘူးလားတခါမှမစင်စားဘူးယုံကြည်ခြင်းကျွန်တော်တေချာနားမလည်ဘူးပြောလိုက်ခရိယန်နဲ့ဖခင်ကိုမယုံတော့ယုံတယ်ဖခင်ကိုယုံတာကဖခင်တွေရင်းနေခမရဘာမှလုပ်ပေးလို့မရဘူးပြောခမရတော့ဘာတွေပြောနေတယ်နော်အားလုံးကယေရှုအပြင်မရယေရှုလုပ်ပေးတဲ့အရာကိုမယုံကြည်ဖခင်တွေအလုပ်မလုပ်တော့ဘူးဘုရားသခင်ကယ်တင်ရှင်မဟုတ်တော့ရင်းနဲ့ကယ်တင်ရှင်ရမလို့လေတေချာနားထောင်တော့ဒီကြောပြောကယ်တင်ရှင်ရမလို့လေယေရှုဖခင်မဟုတ်ဘူးဖခင်ကအလုပ်မလုပ်တော့ဘူးအားလုံးတားတော်ယေရှုစေလို့ပဲတားတော်ယေရှုလုပ်ထားပေးတဲ့အရာကိုမှမယုံကြည်ရင်ဒီနေ့ခရိယန်မွတ်စလင်နဲ့ကောင်းကင်မရဘူးနော်ယေဟောဝါဖွဲ့တဲ့ကောင်းကင်မရဘူးယူတွေလည်းကောင်းကင်မရဘူးနော်ယူလူမျိုးတွေနော်ဣသရေလလူမျိုးတွေကောင်းကင်မရဘူးတားတော်ယေရှုလက်မခံတော့ဘယ်သူမှကောင်းကင်မရဘူးအားလုံးငရဲပဲအချုပ်ကယေရှုဒါမှမဟုတ်ဖခင်တကာရဲ့ဖခင်ကယ်တင်ရှင်ကယေရှုတပါပဲရှိဒီယေရှုရဲ့ကယ်တင်ရှင်ကောင်မှမယုံကြည်တဲ့အားလုံးငရဲပဲခရိယန်ထဲမှာလည်းအပြည့်လုံးအပြည့်ရှိအဲ့ဒါလည်းငရဲပဲမရဖခင်တခင်ကအရန်ပြတ်သားတားတော့ယေရှုရဲ့ကယ်တင်ရှင်ကောင်မှမယုံကြည်အားလုံးငရဲပဲဒါမှမဟုတ်ခန္ဓာနဲ့စိတ်ဝိညာဉ်နှစ်ပါးလုံးငရဲနဲ့ဖြည့်ဆည်းနိုင်တဲ့လူဒါလေးကြောက်ပါဒီနေ့ကျွန်တော်ခရိယန်တွေဘာကြောင့်ဖြစ်တယ်လဲမသိဘူးနော်ဒီယောဂဘဲနေလာလဲမသိဘူးယောဂဘဲနေပဲလာတာဒီထွက်မြောက်အကြောင်းမှာဖတ်ကြည့်မှဆိုရင်တော့ဣတူရလူတွေဘုရားသခင်တောင်းလိုက်နေပေမဲ့လေဘုရားသခင်ဒေါ်လာထွက်တဲ့ခါမှာသူတို့ကတော့တကယ်မီးမွေကြိုက်ခိုင်းတယ်သူတို့ကုလို့မရတော့ကုလို့မရတဲ့ခါမှာဘုရားသခင်ပြောတဲ့နီလာတိုင်းဣတူရလှုပ်တဲ့ခါမှာအောင်တက်တာလားမတက်တာဘူးလားအခုလည်းကျွန်တော်တို့ဒီယောဂဖြစ်တဲ့အရာကိုတော့ယေရှုခရစ်တော်လုပ်ပေးတဲ့ယေရှုခရစ်တော်လက်ဝါးကားတဲ့မှာခံခဲ့ပြီးတဲ့တန်ချက်တော်မှာကျွန်တော်တို့အနာယောဂဝေဒနာအားလုံးယူတင်ဆောင်ရွက်တော့အဲ့ဒါယုံကြည်လိုက်ရင်ပြောင်းတယ်။ဘာပဲလာအဲ့ဂရိတော်အားလုံးချီဖြတ်ပြလိုက်လား။ကြိုက်တဲ့ယောဂလား။ကြိုက်တဲ့ယောဂလား။ဒါကလူတော်ကလုပ်ပေးနိုင်ခရမလုပ်ပေးနိုင်ဘူးလား။တခါမှမစင်စားဘူးလေ။ပြောလိုက်ခရကိုယုံနေရင်လည်းအမှုတော်ဆောင်အဲ့လိုကျွန်တော်တို့ဖះမတတ်နိုင်တာဘာမှမရှိဘူး။အသက်ရှင်တဲ့ဖះဒါခမရတို့ရောဒီနေ့ခမရတို့ခန္ဓာကိုယ်နဲ့တေမအေးကုန်တော့ယနေ့အမှုတော်ဆောင်ယောဂဘယနဲ့ပြီးတော့ပြီးတေမပဲအေးလားမအေးဘူးလားတေမအေးကုန်ဘာဖြစ်လို့လဲဖခင်သခင်ကဖြတ်စည်းနေတဲ့အရာကိုဖခင်သခင်ကပေးတဲ့နီလာယေရှုခရစ်တော်အားဖြင့်တော့မလျှောက်လားမို့ဆိုရင်ဘယ်လူသားတယောက်မှမလွတ်မြောက်စัจ java အားလုံးဖခင်တွေကသူ့တကိုးတော်ပဲထိန်းချုပ်ထားကျွန်တော်နဲ့ခန္ဓာကိုယ်တော့မထိန်းချုပ်နိုင်ဘူးလားအော်ယေရှုကဘယ်လိုစားတော့နေထိုင်မှာဆိုတော့ခင်ဗျားမစိုးရင်လေဒီနေ့ကျွန်တော်တို့ကတော့အဲ့တက်ကိုစိုးရိမ်ပြီးတော့ဒီခန္ဓာကိုယ်ကြီးအစစ်တမ်းမမီမှာကြောက်တယ်လောကအစစ်တမ်းမမီမှာပဲကြောက်တယ်ပြီးခဲ့ပေါ့ကျွန်တော်ပြောလောကနောက်လိုက်ရင်ငွေအများကြီးလိုတယ်နော်ငွေလိုကြီးပါလို့ဉာဏ်ရှိရတယ်နော်ပညာရှိရတယ်ဒါပေမဲ့အဲ့ဉာဏ်ပဲပြောပညာပြောဉာဏ်ပညာရဲ့အချုပ်ချာကထာဝရဘုရားကြောက်ထာဝရဘုရားကြောက်နေဆိုဘုရားသခင်ကကျွန်တော်ခန္ဓာနဲ့ဝိညာဉ်နဲ့ပါလုံးဖြတ်စည်းတတ်တဲ့အတွက်ဒီခန္ဓာနဲ့ဝိညာဉ်နဲ့ပါလုံးမပြတ်စည်းအောင်ဘာလုပ်ရမလဲဒါတော့ယေရှုရဲ့ကယ်တင်ခြင်းနှုတ်ပတ်တော်ပြောတဲ့တကယ်ယုံကြည်လျှောက်လာအားလုံးလွတ်မြောက်ကောင်းခြင်းမိငါလည်းနှုတ်ပတ်တော်ထဲမှာရှိကြားမှာခြင်းနဲ့နှုတ်ပတ်တော်အစစ်ကအားလုံးယေရှုဆိုမှာရှိတယ်
အာနာကိုအလုံးစုံတွေယေရှုနဲ့ရှိတယ်ကြောတချင်းဆိုဘူးတယ်နော်အလုံးစုံကျမ်းမာချင်းပြောမလားကောင်းကြီးမင်္ဂလာပြောမလားဘေးရန်အကွယ်ကအားလုံးကယေရှုထက်မှာရှိတယ်ယေရှုရဲ့စကားတိုင်းလျှောက်လိုက်ရင်ကွယ်ကာပြီးသားယေရှုပြုပြီးသားဘုရားတင်ယေရှုပြုတော့တနာတော်ကိုပြောစရာအကြောင်းတော့မှမရှိဘူးခင်ဗျာလောကနဲ့တွားရင်မမှန်ဘူးလားဆိုတော့မှန်တယ်မှန်တော့လက္ခဏာပါအဆုံးမှာတည်ရှိလောကနဲ့တွားခံပတ်စံလို့ရနော်အခုခေတ်မှာရည်တော့အလကားရတယ်ရည်တော့အလကားရတယ်ဘာဖြစ်လို့လဲလောကမှာအလကားဘာမှမရငွေရှိရဒါမှမဟုတ်လောကရဲ့ဖျားပါလေငွေဖြစ်သွားပြီငွေရှိမှအသက်ရှင်လို့ရမှာငွေရှိမှတင့်တယ်ဖျားတခင်ရဲ့ဖက်မှာကတော့ပါငွေရှိเสียမှာယုံကြည်ခြင်းရှိအားလုံးပြည့်ပြည့်စုံကျွန်တော်ကအဲ့ရာတွေလက်တွေ့ရှာဖို့တွေးရှိသွားမတူဘူးနော်ဖျားတခင်စီအရာငွေနဲ့ဝယ်လို့မရယုံကြည်ခြင်းအမှဝယ်လို့ရအလုံးစုံရှိအလုံးစုံပေးတယ်တားတော်ကတော့ပေးပြီးခတ်သိမ်းတော့ရငါမပေးဘဲနေမှာဟာဖျားလေးပြောဂတိတော်ပြအားလုံးကကျွန်တော်တို့ဖြစ်ကျွန်တော်တို့ကအဲ့ဂတိတော်တိုင်းယုံကြည်ပြီးတကယ်ရှောက်လန်းရင်တော့အားလုံးပြည့်ပြည့်စုံမဟုတ်ရင်တော့ခမရပတ်စံရှာဒါမို့လောကရဲ့ဖျားကငွေပဲဆိုတဲ့အရင်မှဒါပေမဲ့ကျွန်တော်တို့ရဲ့ဖျားဖက်မှာအလုံးစုံရှိတယ်ရုပ်ဒီနေ့ခရိယန်နဲ့ငပိန်းနေပြောနေတင်းအောင်ဆရာဗဇက်ကပဲပြောနေတာအဲ့ယေရှုတွေမှာရှိတဲ့အလုံးစုံအစ်စ်အမှန်တွေဘလောက်အရသာရှိဘလောက်ကောင်းမြတ်တယ်ဆိုတာကိုဒီနေ့ခရိယန်နဲ့နားမလည်တင်းအောင်ဆရာတော်ကြီးတွေကိုဘွဲ့တယ်အများတတ်တဲ့လူတေမှမပြီးသွားတာအဲ့ဆရာတော်ကြီးတွေဘာနာလဲအစ်စ်မှနားမလဲယောဂဖြစ်ဟာကျွန်တော်ပဲဆေးရုံသွားတယ်ဆေးရုံသွားဘလောက်ကုန်ပတ်စံကုန်ပြီးတော့ပျောက်ကင်းတဲ့အရာကိုကျေးဇူးတော်မဟုတ်ဘူးဒါတမန်တော်ရှင်လူလောက်တဲ့အရာကကျေးဇူးတော်မပြောနဲ့ကျေးဇူးတော်ဆိုတာအခမဲ့ပေးထားတာဒါပေမဲ့ယုံကြည်ခြင်းနဲ့တော့ဝယ်ရတယ်အစ်စ်ကပတ်စံနဲ့ဝယ်လို့မရဘူးဥပမာကျွန်တော်ပြော iPhone နဲ့တရုတ်ဖုန်း iPhone ကိုအလကားပေးမှတရုတ်ဖုန်းကျဈေးကြီးပေးဝယ်မှာဆိုရင်တော့ကျွန်တော်ဘာယူမလဲအဲ့လိုကြာတိတ်တိတယ်နော်ဇာတိတဘောတိတ်ပါနာဝိညာဉ်ကထုံအားတယ်ကန်းတယ်ဝိညာဉ်ကတကယ်ကန်းတယ်တိတ်အောင်ဆရာတော်ကြီးရဲ့ဆိုဝိညာဉ်ကန်းတယ်သူတို့ကိုယ်တိုင်ကကျွန်တော်လိုမျိုးယုံကြည်ခြင်းအသက်မရှိဘူးဖယားစကားကတကယ်လက်တွေ့ကြလားမကြလားမှန်လားမမှန်ဘူးလားမဆန်းတတ်ဘူးပြောလိုက်တော့လေကြီးမိုးကြီးငါတို့ဖယားအသက်ရှင်တဲ့ဖယားမတတ်နိုင်တာဘာမှမရှိဘူးလူတိုင်းပြောတယ်နော်လူတိုင်းပြောတယ်ပြီးလာတဲ့ခေါ်ထူးတဲ့ဖယားခမရခေါ်ကြည့်စမ်းမထူးကျွန်တော်ခမရတက်ရမှာအခါတောင်းတော့ထိုင်ကတော့ပလိုက်ပဲမထူးတော့ဘူးတမဟောင်းနဲ့တမတိမတူဘူးတမတိမှာအားလုံးဂတိပြုထားပြီမထူးတော့ကျွန်တော်လုံးဝမပြောထူးတယ်တခါကျွန်တော်လည်းတကယ်အရေးကြီးအောင်ဖြစ်တဲ့ခါမှာကျွန်တော်ကိုဗစ်ဖြစ်တဲ့ခါမှာဖယားတင်ကျွန်တော်စကားပြောအဲ့ညမှာကျွန်တော်စကားပြောတယ်တောင်းတမပြောအဲ့ဝိညာဉ်တော်အတန်တိုးလေးနဲ့အရက်ပြတ်သားတယ်မိမအတန်လည်းမဟုတ်ယောက်ျားအတန်လည်းမဟုတ်ငါမင်းကိုဖြစ်စီတာမင်းအိမ်တွေနဲ့တယောက်ကမကူးဆက်စီရအောင်ကျွန်တော်တားရရှိတယ်နော်ကျွန်တော်မိမလည်းရှိတယ်မိသားစုအဆုံးရှိတယ်တယောက်မှမကူကြောတမီးအကြီးစင်ဘာတော့မောက်ဆောင်မတက်ဘူးကြောခန်းထဲမှာလာပြီးတော့ပြောမှာတွေးပါလားတိုင်းတွေမကူးတယ်ဂတိရှိတယ်မကူးစေဘူးမင်းကငါပြန်ပျောက်ဆိုတကယ်3ရက်မြောက်ပါလုံးဝပြန်ပျောက်သွားအနံ့ပြန်ရဒီနေ့ကျွန်တော်ခရိယန်ဆရာတဲ့နော်ခေါ်ထူးတဲ့ပြခေါ်ပြစမ်းပါတကယ်တော့အောက်ကောတကယ်ဒီငါဆောက်ဒီတကယ်တဆောက်ကားတကောင်ခင်ဗျာခေါ်စမ်းပါခင်ဗျာခေါ်လို့ဖရားနေရခင်ဗျာထူးပြကျွန်တော်ခရိယန်လောက်ပါမယ်ဆိုတေးပြီအဲ့ဆရာတေးပြီရှက်ကွဲပါဒီနေ့ကျွန်တော်ရဲ့ဒီခန္ဓာနဲ့ဝိညာဉ်ကဘယ်လိုပိုင်ရလဲဖရားပိုင်တယ်တော့သူပိုင်ရသူဖြက်စီးတယ်သူစိတ်ချပဲပြသူစကားကိုနားမထောင်ရင်သူဖြက်စီအောင်ဒီနေ့ကျွန်တော်တို့ဖရားနဲ့သားတွင်းဖြစ်လာတဲ့ခါမှာသူစကားကိုနားမထောင်တဲ့ခါမှာ तू ကပိုးပြီးတော့ဒေါသထွက်တယ်နောင်တမရဘဲနဲ့ငါရမြတ်ဒေါသစီးပူးချင်တယ်ကျွန်တော်အဲ့အမကြီးကျွန်တော်17နှစ်ခွဲကျွန်တော်ရန်ကုန်ရောက်တိုင်းအဲ့အိမ်မှာတွားတယ်သူတို့ဖះเจ้าမှာတွားတယ်ကျွန်တော်တွားတက်တဲ့ခါနဲ့အဲ့လိုပဲဟုတ်ကဲ့ပါဦးဒီပြောလဲနှုတ်ကွက်တော့အရန်ကောင်းပါလေကျွန်မသတိတော်မထားဘူးနှုတ်ကွက်တော့ကောင်းပြီးသားမင်းတော့မယုံကြည်တော့တွားမှာပဲမင်းတို့တဆွေလုံးတပြေလုံးကြောကမ်းမှာပဲတော့ကျွန်တော်ကညီကောင်မောင်တော့ဖះကိုယုံဘာကြောင့်လဲဖះကအားလုံးကိုစီမံခန့်ခွဲနေတာယနေ့ကဘာရေးစိတ်ကြတာလဲဖះပဲဒီကဘာရဖြက်စီးမှာလဲဖះပဲအားလုံးကသူ့တကိုးတော်မှာထိန်းချုပ်ထားတဲ့ခါမှာသူ့တကိုးတော်အောက်ကနေပြီးတော့လွတ်ထွက်လာတဲ့အရာအားလုံးကိုသူကဖြစ်တော့ဣသရေလလူတွေကခမြောက်ကြဣသရေလတွေကခန္ဓာရတော့မိုးတိမ်နဲ့အောက်မထွက်ရဘူးမိုးတိမ်နဲ့အောက်ထွက်တာလည်းပါလေခန္ဓာရရဲ့အပူဓာတ်နဲ့ခံစားရင်းနဲ့ကျွန်တော်တို့ကလောကထဲမှာနေပြီးနှုတ်ကွက်တော့အောက်နဲ့ထွက်လို့မရနှုတ်ကွက်တော့အောက်နဲ့ထွက်တာနဲ့ဖခင်တကယ်စီရင်ခံရအောင်ဒါမို့နတ်ဆိုးတွေကလည်း
ဖယားတခင်တုံအောင်ကြောက်တယ်ကျွန်တော်တို့ယင်းနေခရိယန်တွေလည်းမကြောက်ဘူးကျွန်တော်တို့ကလောကထဲမှာနေလောကစကားနဲ့အသက်ရှင်တော့မှန်တော့လက္ခဏာမှာမရှိဘူးလောကစကားနဲ့တွားဖို့အတွက်ကဘာလို့လဲငွေလို့တဲ့တောင်းရင်းနဲ့လူတွေကငွေမရှိမဖြစ်ဘူးနော်ငွေမရှိဘူးဒါအမှန်တကယ်မှန်တယ်ငွေမရှိရင်ဘယ်လိုစားတောက်နေထိုင်ရမှာမဟုတ်လားဘယ်လိုဝတ်စားဒါပဲယေရှုဘာပြောလဲအဘယ်ကတော့စားတောက်ရမလားအဘယ်တော့ဝတ်ရမယ်ဆိုတာမစိုးရင်နေတယ်ဖြောင်းမချင်းတယောက်ရှေးဥစွာရှာလို့တယ်မနှက်ဖြန်ဖို့မစိုးဒီလောကမှာကအရှင်သခင်နဲ့ရောက်ရှိတယ်ယေရှုကဆင်းလာတဲ့အခါဒီလောကရဲ့အာဏာအားလုံးယေရှုကတိတ်ပြီးတဲ့အခါမှာဒီလောကမှာလောကစကားနဲ့တွားရင်လည်းအစဉ်ပြေတယ်ဆိုတော့မာနလက္ခဏာပဲရှိမယ်ဒါပေမဲ့ခန္ဓာနဲ့ဝိညာဉ်ကိုဘုရားတရားဖြတ်စည်းမယ်ဒီလောကထဲမှာကျွန်တော်နေပေမဲ့ယေရှုခရစ်တော်စကားတဲ့အသက်ရှင်မယ်ဆိုရင်အားလုံးလွတ်မြောက်တယ်ဘယ်ဟာကိုရွေးရမလဲဘယ်ဟာကိုရွေးချယ်ရမလဲဉာဏ်မတိမ်နဲ့နော်ဉာဏ်တိမ်ခံစားမှာဘုရားတရားအလုပ်ပေးမှာမဟုတ်ကျွန်တော်လည်းအလုပ်ပေးမှာမဟုတ်ဘူးဒါကျွန်တော်ကတတ်နိုင်တဲ့လောက်ကိုတော့နှုတ်ပတ်တော့ပြောတဲ့အတိုင်းတကယ်ရှောက်တန်းတဲ့အခါမှာတကယ်လွတ်မြောက်တယ်ဒါကိုချင်းတော့အမြင်ပဲလေအတူတူစခဲ့တယ်ပဲဒီတင်းတော့မဟုတ်လားဟိုတစ်ပင်အောင်ပါလေမမိသေးလားဟိုတစ်ပင်အောင်ပါစခဲ့ဒီအိမ်မှာလေမိုးယိုပဲကြောက်အမေတနာလို့တော့ဒီမှာမြေကွက်ပေးဆိုတော့ကျွန်တော်လေမရရောဒီတောင်ကိုတူးရောတော့အခုဒီလိုအဆောက်အဦဖြစ်လာတဲ့အရာအမေရင်းနဲ့ကျွန်တော်တို့ယုံကြည်သူတွေကဘာမှမသိဘူးเนาะကျွန်တော်တို့ဒီလိုယောဂဖြစ်စေတဲ့ဖယားကြီးเนาะဒီအနာကိုလည်းပြန်ကျင်းမိမှာမလို့လေဖယားတခင်ကတားတော်ယေရှုအားဖြင့်အားလုံးကိုပြန်ကယ်တင်ပေးတယ်အားလုံးပြန်လှုပ်ထားပေးပြီးပြီလောကကပေးတဲ့ကောင်းကြီးကမတိချဘူးဒီနေ့เนาะလောကကပေးတဲ့ကောင်းကြီးတော့ဒီလောကတစ်ထည့်ဘလောက်ပဲချမ်းသာတေးအားလုံးထားခဲ့ရတာလူတိုင်းပြောလည်းမပြောလားဒါပေမဲ့ကျွန်တော်တို့ကယုံကြည်ချက်နဲ့တက်ရှင်တဲ့ကောင်ခံစားတဲ့ကောင်းကြီးမျိုးတေးအားလုံးပါတော့ကောင်းကင်ဘာဖြစ်လဲလောကအရာကပုတ်ပြတ်တဲ့အရာမလို့မပုတ်ပြတ်တဲ့ကောင်းကင်နိုင်ငံဝင်လို့မရဘူးယုံညံ့တဲ့အရာမလို့ကောင်းကင်နိုင်ငံဝင်လို့မရဘူးကောင်းကင်ဘန္တာဆိုတေးကောင်းကင်ကိုပြန်ပြီးတော့သွားလို့ရဒါကိုယေရှုပြောတော့ကကောင်းကင်ဘန္တာကိုရှာပါတန်ကြီးပိုးရွာတခိုးတမြတဲ့လူကြီးဖြတ်စည်းတော့မရတယ်ဒီဘန္တာကိုစီးပူးကြပါဒီနှုတ်ကွက်တော်အဲ့ကြောအသက်ရှင်လို့ဆိုတာကောင်းကင်ဘန္တာပဲဘယ်သူမှလူယူလို့လည်းမရပြီးနှုတ်ကွက်တော်ရဲ့အသက်ရှင်ဖယားတခင်တတ်မှတ်ထားတဲ့စံချင်းစံညင်းတဲ့အညီဆိုတော့အသက်ရှင်လို့ရတယ်ဒီနေ့ကျွန်တော်တို့ကဖယားတင်ဇာနှုံးနဲ့မရှိဘူးလောကဇာနှုံးနဲ့မမီနိုင်ဘူးဟိုမရောက်ဒီမရောက်နဲ့တော့လိန်ဖဲနဲ့ပဲဒီတိုင်းပဲတွားချင်တယ်ဆိုရင်တော့နောက်ဆုံးအဲ့လိုတွားလည်းမရတဲ့ခါကျတော့ဘာလို့လဲအရက်တောက်တယ်စိတ်ကြီးအရက်တောက်တယ်စိတ်ကြီးမူကြီးဆိုးရှူအဲ့တော့အာသာဖြေတယ်အဲ့ဒါဘာကြောင့်အဲ့လိုဖြစ်တာလဲစိတ်ကြီးလို့ဖြစ်ချင်တိုင်းမဖြစ်ရဘူးဒါပေမဲ့ဖယားတခင်ကကျွန်တော်တို့ကဖြစ်ချင်တိုင်းဖြစ်ရတဲ့ခွင့်ပေးထားလားမပေးတာဖယားတခင်ဇာနှုံးတိုင်းပေးထားမပေးထားလားတားတော်ယေရှုယုံကြည်ခြင်းနဲ့လိုက်အားလုံးမိတယ်ဖယားတခင်ဇာနှုံးတိုင်းကျွန်တော်မိတယ်ဒီနေ့ကျွန်တော်တို့ကဖယားတခင်သူ့ဇာနှုံးနဲ့တတ်မှတ်ထားတဲ့သူ့စကားတိုင်းကိုကျွန်တော်မလျှောက်လားကြည့်ဘူးလောကစကားတော့ခင်ဗျားလိုက်ကြည့်ပါအခုကျွန်တော်ဒီမြို့ထဲမှာရှိတဲ့လူတွေအားလုံးချမ်းသာပါတယ်ဆိုတဲ့ကောင်တွေအီလွန်မတော့ချီကားမပြီးဘူးတော့သူတို့တိုက်တယ်အများကြီးရှိတယ်သူတို့အိတ်တလုံးကတော့10နှစ်မှာအိတ်တလုံးဆောက်ပါ10နှစ်ဆိုထိတော့ကြောင်နောက်တော့10နှစ်ဆိုအစ်ဖြစ်တယ်အဲ့အစ်ကိုတောက်ဆုံးပေါ်နီးပညာနဲ့လုပ်တာခစ်နဲ့အညီနော်ခစ်နဲ့အမိဖို့တော့ကျွန်တော်တို့ကငွေနဲ့လိုက်ရတယ်ဖယားတခင်စံချင်းစံတော့အမိသွားဖို့တော့ကျွန်တော်ငွေမလိုဘူးယုံကြည်ခြင်းနဲ့တော့လူတိုင်းမိတယ်တောက်တမန်တော်ရှင်ဘောလူကနော်ခတ်တိန်တော့အရာတော့မစင်တော့အောင်မေဖယားစကားနဲ့အသက်ရှင်တဲ့ကောင်ဖယားတခင်ဇာနှုံးတိုင်းအသက်ရှင်သွားလို့ရတယ်အာဗြဟံဣဇက်ယာကုပ်တို့ကဖယားတခင်ဇာနှုံးမိတယ်အဲ့တော့ယနေ့အာဗြဟံကလည်းဘယ်လိုအသက်ရှင်တယ်သူဖျားတခင်နဲ့မတွေ့ရတော့သူလည်းအစဉ်ပြေတော့လောကမှာအစဉ်ပြေတယ်တပည့်တပန်း300နဲ့သူနေတာနော်ဖျားတခင်နဲ့တွေ့ဖျားတဲ့စကားတိုင်းလျှောက်လာတဲ့ခါမှာအာဗြဟံတက်တာပိုးကြီးဝါချမ်းသာသွားတယ်ဒါကယုံကြည်ခြင်းဖခင်အတက်တာမှာနှစ်ခုမြင်ရတယ်အာဗြဟံဖျားကိုမသိတော့ကအစဉ်ပြေပြီးဖျားကိုတီးပြီးတော့ဖျားစကားတိုင်းလက်လျှောက်တက်ရှင်ပိုးပြီးအစဉ်ပြေသွားတယ်ဒီနေ့ကျွန်တော်ညီကိုမောင်နှမလည်းအတက်တော့အတက်တာပါအသက်ရှင်ပါအဲ့ခါမှာကျွန်တော်ခန္ဓာဝိညာဉ်နှစ်ပါးလုံးကိုမပြတ်စည်းတဲ့အပြင်ကိုကျွန်တော်တို့အာဗြဟံတို့ပါလေတင့်ကလူမျိုးကြီးဖြစ်စေမယ်လို့ပြောလားမပြောလားလူမျိုးကြီးဆိုတာဘာပြောလဲသိလားဒီနေ့ကဘာပေါ်မှာရှိတဲ့ကျွန်တော်ကချင်ကရင်ဗမာရှမ်းလူမျိုးကြီးတို့ပြောကောင်းပြောမယ်ဒါပေမဲ့လူမျိုးကြီးဆိုတာဘာပြောဖယားတခင်အတိုင်းဝဖြစ်တဲ့အခါမှာဖယားတခင်တာပြီးတိုင်းဖြစ်ဖယားအဲ့ဒါလူမျိုးကြီးပဲကဘာပေါ်မှာအမြင့်မြတ်ဆုံးတော့လူမျိုးအမောခရစ်တော်၌ယူဒမရှိဟေရဒမရှိကျူမရှိလူလူမရှိကချင်မရှိကရင်မရှိရှမ်းမရှိရဘူးဖယားတခင်ရဲ့တာသမီဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီဇာတိလူမျိုးပါမတုံးစားလို့မရတော့
ဒီနေ့ဒုက္ခပဲတော့ကျွန်တော်တို့ကချင်ရအောင်ဘယ်မှာပဲတည်တယ်အားလုံးမြင်နာပြန်ပို့ရဘာလို့တာလဲမသိဘူးနော်ပတ်စံကလည်းရှိတာမဟုတ်နော်ရန်ကုန်မှာတည်နေခရိယန်တို့နော်ဒီတိုင်းတကြိုရတာဒီတိုင်းမြုပ်ရတာမဟုတ်တော့အယိုးပြလို့ပြီးတော့တည်တော့ဟိုးမြင်နာစုတောင်းတောင်းပါနော်ကြော်တာရောက်ပဲအဲ့မှာဂုံပြိုင်သေးတာဟာဒါကတော့ကချင်ဒူဝါမျိုးလို့ဒီမြေကွက်မှာပြောတိတ်တရားလို့လို့တည်တော့မှနော်အဲ့တင်ချိုင်းမှာတောင်းမျိုးအောက်ထစ်15သိန်းမရှိရင်အနားတော့ကလုံးမရဒုက္ခပဲတည်တော့မှအုတ်ကူကြွားတယ်လူဘာတုံးကြတယ်ဖယားဒီစီကဘာတုံးကြတယ်ဘာတုံးကြအောင်အဲ့တော့မှခရိယန်ဘာခရိယန်လည်းမသိဘူးနော်အတင်းအုပ်ဆရာလည်းတွားတဲ့တင်စုတွေတောင်းဘာအကောင်တွေမှမအတင်းအုပ်ဆရာတင်းအုပ်ဆရာဆိုတဲ့အကောင်တွေကလည်းတော့ကျွန်တော်အကောင်လိုပဲပြောပြစေအတူပါလည်းပတ်စံရကလေးမွေးလည်းပတ်စံရတယ်အိမ်တစ်တက်လည်းပတ်စံရတယ်ဟောခင်ဗျာကျေးဇူးကိုချီးမွမ်းတဲ့တင်းအုပ်ဆရာကတင်းအုပ်ဆရာကလွတ်တွားတယ်နော်မိုက်တယ်နော်လောကတင်းအုပ်ဆရာကဘာတစ်ခုမှပညာပေးတာလည်းမရှိယုံကြည်ရှားပဲနော်ဘာလို့မှမသိဘူးနော်လောကတင်းအုပ်ဆရာကအားလုံးလာထားပဲနော်လာထားပဲတဲ့ဘယ်ဟာကမားနေလေယုံကြည်သူတွေအသက်တာလှုပ်ဆောင်ချက်တယ်ဘယ်တော့မှအဲ့ဇာတိကရေးမကြည့်ဝိညာဉ်သဘောကအရေးကြီးတယ်ဇာတိနဲ့ဝိညာဉ်မခွဲရဇာတိကိုဥစားပေးသွားတဲ့ခါမှာဂုံပြန်ချင်းနေပဲနော်တည်တာတော့မှအုတ်ကူကပြိုင်တဲ့အစိတ်မှာနော်အစိတ်မကောင်းထားလိုက်ပါဒါတော့ကျွန်တော်မဆိုင်တော့ကျွန်တော်ဆိုင်တဲ့အရာကပါတယ်ဒီခန္ဓာနဲ့ဝိညာဉ်စိတ်ဝိညာဉ်နှစ်ပါးလုံးကိုဘုရားသခင်ဖြည့်ဆည်းခြင်းနဲ့မရောက်ဖို့အတွက်ကျွန်တော်တို့ယေရှုခရစ်တော်ပဲခုကျွန်တော်တို့ငရဲလွတ်သွားပြီနော်ယေရှုခရစ်တော်ပဲကျွန်တော်ငရဲကလွတ်ပြီဘယ်ရောက်လဲငရဲကလွတ်ပြီဆိုဘယ်ရောက်လဲချက်ချင်းဘယ်ရောက်လာလဲကောင်းကင်ကိုရောက်လားမရောက်လားဟုတ်ပြီနော်စိတ်ဝိညာဉ်ကယေရှုခရစ်တော်ယုံကြည်တဲ့ငရဲကလွတ်ပြီချက်ချင်းပါတယ်တည်ရင်ကောင်းကင်ရောက်မယ်အဲ့လိုရင်းနဲ့ဒီဇာတိခန္ဓာကိုယ်တဲ့နော်လောကစကားကိုစွန့်လွတ်ပြီးတော့ယေရှုခရစ်တော်ရဲ့စကားပဲယုံကြည်ပြီးရှောက်လှမ်းရင်ဖြည့်ဆည်းခြင်းနဲ့လွတ်မြောက်လောကဓာတ်ရဲ့ဆင်းရဲဒုက္ခတွေလွတ်မြောက်ပြီးတော့ဒီလောကမှာအသက်ဆုံးတဲ့တိုင်ကိုကြားမှာပျော်ရွှင်စွာနဲ့ဘုရားသခင်ရဲ့ဇာနှုံးတိုင်းအသက်ပြည့်ဇာနှုံးအပြည့်နေထိုင်တွားရမယ်ပြီးတည်တဲ့အခါမှာကောင်းကင်မှာလည်းချီးမြှောက်ခြင်းခံရမှာတလောက်ကောင်းအောင်လုပ်ထားပေးတဲ့ကေတင်ချင်းကိုယနေ့ဘယ်လောက်နားလဲလဲယနေ့ဆရာသမားလုပ်တဲ့လူဘယ်လောက်နားလဲလဲယနေ့ခရိယန်တွေဘာကိုယုံကြည်ရလဲပတ်စံမရှိလို့ဒီယောဂါယောလုပ်ခုရမယ်အခုပိုကြောက်စရာကဥရောပနဲ့လာတဲ့ NGO ဖွဲ့တယ်တိတ်ကြောက်စရာကအဲ့ NGO တကယ်ကြောက်စရာကောင်းတော့ယောဂရှိရအားလုံးအခမဲ့ကုပေးတယ်အခမဲ့ကုပေးတဲ့ခါလူတွေကယေရှုဆိုတာယေရှုဆိုမြတ်ဖခင်တွေလှုပ်ထားပေးအားလုံးပါလားယောဂဘယဖြစ်တဲ့လူမျိုးဘာသာပေါင်းစုံအားလုံးသူတို့ဖခင်သူတို့မကယ်တင်တဲ့ခါဒါတော့ယေရှုရဲ့ကယ်တင်ခြင်းဆိုတာအားလုံးလာဖို့တော့ဖခင်တွေအဲ့လိုလှုပ်ထားပေးတာဒီနေ့ဖခင်တွေစီမရောက်ပဲလူတွေအားလုံးပါလားအဲ့ NGO အခမဲ့ဆေးကုတဲ့ခါရောက်တော့ယေရှုရဲ့ဘုန်းတော်ပျောက်သွားတယ်ဝိညာဉ်မျက်စိနဲ့ရှိမှမြင်ရတယ်နော်မဟုတ်ခင်ဗျားတို့တော့NGO တကယ်ကောင်းတယ်မကောင်းဘူးကောင်းပါတယ်တကယ်ကောင်းတယ်ဒါပေမဲ့ယေရှုရဲ့ဘုန်းတော်ကိုမထင်ရှားစေတော့ဘူးဘာနဲ့တော့သူတမဟောင်းမှာဒါဝိစီမှာလာတဲ့ဣသရေလလူတွေအားလုံးတော့အဘာရှိလုံကနန်းတော်ရှိတော့ထိုင်အားလုံးဖြတ်ခုတ်ပလိုက်တယ်အဘာရှိလုံလို့ပဲမင်းတို့ငါဖေးသွားစရာငါမင်းဖြစ်နေရငါ့ကိုပြောငါအားလုံးနားထောင်ပြီးတော့ငါလုပ်ပေးမယ်အဘာရှိလုံနဲ့တူတယ်အခုဒီ NGO အားလုံးနဲ့ယေရှုခရစ်ရောက်ရမယ့်အစားအားလုံးဖြတ်ခုတ်ပလိုက်တယ်ယေရှုဘုန်းတော်မထင်ရှားအဲ့မှာလူတွေကဒါတော့တကယ်ကောင်းတော့နိုင်ငံတကာအဖို့ရှိတကယ်တော့ပတ်စံမရှိတော့အခမဲ့ကုပေးတယ်အမှန်အဲ့ဒါတိတ်ကြောက်စရာကောင်းအစစ်မဘိန်းတပ်ပလိုက်အဲ့တော့ဘယ်တင်းဥစ္စာမှမပြောဘူးနော်ဝိညာဉ်မပေါက်ခင်ဗျားတို့ဘာမှဖယားတကယ်လှုပ်ထားတဲ့အရာကအားလုံးကယေရှုဆိုတာပဲလာရမယ်ဥမာနောက်တော့ဒီဘာမှအဲ့ YouTube မှာကြည့်မြင်ရတာနော်အဲ့တော်ရန်တွေးစားအာဖရိကမှာကြည့်တယ်အိုး6ကနေတော့နောက်ဆုံးပါလေအဲ့ရေအိုင်တအိုင်ရေကန်တကားမရှိတောက်ရေကန်အဲ့မှာတွေးစားပေါင်းမိုင်100မိုင်200ဝေးတဲ့အဲ့ရေကန်လာပါလို့ရီမမတောင်းတော့တီးအောင်ရေရှိတဲ့ညတွေးစားနဲ့တီးရတော့သူ့တဘာဝကအဲ့မှာအားလုံးလာအဲ့မှာဘာလို့အမမိချောင်းဆိုတဲ့အဲ့တကယ်ကြောက်မုန်းစရာကျွန်တော်အရာမဟုတ်အဲ့ရုပ်ကလည်းဆိုးတယ်ပြီရေလာတောက်တဲ့ကောင်တော့ကြိုက်စားရနော်သူခင်ဗျာလည်းနော်အဲ့မဲ့သူခင်ဗျာတနာပါလေအဲ့အချိန်မှာသူအခွင့်ကောင်းပွဲတယ်နော်တိဆန်အားလုံးအဲ့ရေကန်ဝဲလာတာဘာဖြစ်လဲရေမမတောက်အောင်တည်အဲ့လိုဖခင်တခင်တဲ့လူတွေအားလုံးဒုက္ခပေးထားတာဒုက္ခဆင်းရဲတဲ့အားလုံးကမင်းတို့လူချင်းဘယ်သူမှမကယ်နိုင်ဘူးတားတော့ယေရှုကမယုံကြည်မင်းတို့ငရေနဲ့တွားမှာမင်းတို့ခန္ဓာကိုယ်လည်းဖြတ်စည်းခံရမယ်လို့ဖခင်တခင်အဲ့လိုလူတွေကလည်းဖခင်တခင်နဲ့ညံပွင့်သွားတဲ့ခါမှာဟိုတော့ဖခင်မလို့ယေရှုမလို့လူချင်းပြန်ပြီးတော့ကယ်တင်ပေးတဲ့အရာက
စစ်မှန်တဲ့အရာမှန်သောလက္ခဏာမှာမရှိအဆုံးမှာတည်ခြင်းဖြစ်တယ်လို့တုတ်တန်ဆရာကရှောလမုန်မင်းကြီးကပြောထားပြီ။ဒါဆိုကြည့်တဲ့ကျွန်တော်တို့ကဘယ်မှာပဲရောက်နော်ယေရှုကိုယုံကြည်ဘယ်မှာပဲရောက်ခင်ဗျာအဲ့စိတ်ကိုစိတ်ထားသွားကြအကြောင်းမရှိဘူး။ယေရှုကနေရာတိုင်းမှာရှိတယ်။စိတ်လုံးနဲ့ယုံကြည်အားလုံးရတယ်။အားလုံးလွတ်မြောက်တယ်။အဲ့ဒါကိုကယ်တင်ခြင်းလို့ခေါ်တယ်။ဒီနေ့တင်းအောင်ဆရာကဘာသာပဲတူတူနဲ့ရည်ရွယ်တာဆိုခိုင်းတယ်။ရေပလုံးပြီးအကယ်တင်ခြင်းကကယ်တင်စိတ်ချတယ်ဘာကိုပြောနေလဲ။ဒီနေ့ကျွန်တော်တို့ကယေရှုကိုယုံကြည်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကငရဲကလည်းလွတ်ပြီးတော့ဘယ်ရောက်လဲ။ကောင်းကင်ရွှေပြည်ရောက်တယ်။အဲ့လိုပဲအသက်တာပိုင်းမှာယေရှုစကားနဲ့ခင်ဗျားလျှောက်လိုက်လောကစကားနဲ့ခင်ဗျားဆွတ်လွတ်ပြီးတော့ယေရှုစကားနဲ့လျှောက်လိုက်ရင်ခင်ဗျားရဲ့ခန္ဓာကိုယ်လည်းဖျက်ဖျားတယ်မဖျက်ဆီးတဲ့အပြင်ဘာရမလဲဖျားတယ်ကောင်းကြီးမင်းအပြည့်စုံခံစားရမှာအဲ့တော့တဘောပေါက်ကျွန်တော်အာပေါက်ပြောနေတာဒီကမနော်10နှစ်ကျော်ကျွန်တော်ပြောခဲ့တာကျွန်တော်အမလည်း17နှစ်ခွဲကျွန်တော်ပြောတယ်အာတိတယ်ငါလည်းအမတိတာပဲတိတာနဲ့ယုံတာနဲ့မတူလောကစကားတဲ့တော့လောကရဲ့ခင်ဗျာအာမမခံဘူးလောကရဲ့ခင်ဗျာအာမမခံဘူးနော်ဒီနေ့ယေရှုကကျွန်တော်ထာဝရအာမခံထားပေးတယ်ထာဝရဗဒင်ပြုထားပေးတယ်အာမခံချက်အပြည့်ရှိတယ်ဘုရားစကားစလားအော်ဘယ်လိုလုပ်ရမှမသိတော့ဘယ်လိုပြောမှမသိရင်ဒီခရိယန်တွေလောကစကားတဲ့တော့ခင်ဗျာမသိချဘူးအပြောင်းလဲအများများအချိုးကွယ်အများများဘုရားစကားတန်တမ်းမဲ့တော့လုံးဝတတ်တတ်မှတ်ထက်သွားတာအာမခံထားပေးတယ်ယေရှုကိုယ်တိုင်ကထာဝရအာမခံဖြစ်ဗလင်တရားတည်းရဲ့အာမခံဖြစ်တယ်လို့ပြောတယ်ယေရှုကိုယ်ရဲ့အာမခံတော့မလုံလောက်ဘူးလားကျွန်တော်တို့ကအခမဲ့လည်းပေးခဲ့တယ်တော့ iPhone နဲ့တရုတ်ဖုန်းဆိုတော့ iPhone အခမဲ့ပေးတော့ iPhone ကိုတန်းစီပြီးယူမှာပဲဒီတဲ့ဖယားတွေကလူတွေအားလုံးကယေရှုစီပဲလာရမယ်လို့လှုပ်ထားကြတော့မှလူတွေအားလုံးကပါတယ်အပါရှိလုံးလို့ပဲနော်ဒါဝိစီလာလို့အားလုံးအပါရှိလုံးကမနဲ့မိုးလင်းနားတော့တကားရှိတော့ထိုင်ပြီးအားလုံးဖြတ်ခုတ်လာကြလို့အားလုံးမင်းနဲ့ပြောရရှိငါပြောတိုင်မရှင်ကအတိုင်မအားလုံးပြန်တော့ရပြီအဘာရှိလုံးနဲ့တူဒါဝိစီပြောအခုတည်းဖယားတွေကလူတွေအားလုံးဒုက္ခဆင်းရဲနေမှာထိုင်ပြီးတားတော်ယေရှုရဲ့ကယ်တင်ခြင်းကိုလက်ခံစေဖို့အတွက်ဖြစ်ပေမဲ့လည်းဒီနေ့တားတော်ယေရှုစီမရောက်တော့လူချင်းပြန်ကယ်တင်ပြီးလူချင်းပြန်ယေရှုပြုပြီးတော့လူရဲ့နီလန်းနဲ့အစင်ပြေတရားရောင်နဲ့စံချိန်နဲ့မမီဘူးနော်ဟိုလည်းမရောက်ဒီလည်းမရောက်နဲ့နောက်ဆုံးဘဝနီးကုန်းချုပ်သွားတည်တဲ့ငရဲအဲ့တော့ကျွန်တော်ယေရှုယုံကြည်ရဲ့အသက်တာပိုင်းမှာဖယားစကားနဲ့မလျှောက်လမ်းမေးပဲနဲ့အောင်းမြင်တယ်ဒါပေမဲ့လည်းအဆုံးမတည်ရှိမှာဒုက္ခဆင်းရဲကတော့တည်မအေးမဟုတ်ဘယ်လူသားကြမှာမလွတ်မြောက်ဒါကတော့ဘုရားသခင်ရဲ့ဥပဒေပဲဒါမို့ယနေ့တော့ဒီနှုတ်ပတ်တော်ကဘာကိုပြောနေဆိုတော့ကျွန်တော်တို့ခန္ဓာနဲ့ဝိညာဉ်ကိုဘုရားသခင်မဖြတ်စည်းခြင်းဘူးဘာဖြစ်လို့ကျေးဇူးပြုခြင်းလဲကျေးဇူးပြုခြင်းတဲ့ခါမှာမင်းတို့လောကစကားနဲ့မတွားနဲ့လောကကြီးကိုငါချိန်တန်ပေးထားလောကကြီးမှာအာမင်နဲ့အာမင်နဲ့အတက်မရှင်နဲ့ကောင်းကြီးမင်းနဲ့ခံစားခြင်းနဲ့တားတော်ယေရှုပြောတဲ့အတိုင်းတကယ်ရှောက်လာမှာယေရှုရဲ့ကယ်တင်ခြင်းကကျွန်တော်တို့ရဲ့ခန္ဓာစိတ်ဝိညာဉ်အားလုံးကိုပြည့်စုံလောက်ထားဒါမှစိတ်လုံးကိုပြည့်စုံတဲ့အခွင့်ပေးဒါမှအငယ်29မှာလည်းစာငဲ့နှကောက်ကိုအတရီတပြားအဖိုးနဲ့ဝယ်ရတယ်မဟုတ်လို့တင်းတို့အဘအခွင့်မရှိတင်ထိုစာငဲ့တကောင်ကမြေတို့မချရတင်းတို့စပိန်တွေလည်းအကုန်စင်ရေတွက်တဲ့ရှိဤထို့ကြောင့်မကြောက်ကြနဲ့တင်းတို့ဒီစာငဲ့အများတို့ထက်တာ၍မြတ်ကြ၏အကျဉ်သူတွေစာငဲ့တဲ့မြတ်တယ်ကျွန်တော်စပင်အားလုံးဘုရားနဲ့ရေဘုရားနဲ့အားလုံးတည်တယ်ကျွန်တော်ခန္ဓာကိုယ်တော့ဘာရှိတယ်ဘာဖြစ်ပြတဲ့အားလုံးတည်တော့မလူမီဒီကခရစ်တော်နဲ့ရှိရင်အတစ်ပြုတ်ပြီးတော့တတ်တော်ဖြစ်မှာဟောင်းတော့အရာတို့ပြောင်းလဲခတ်သိမ်းတဲ့အတစ်တော့တက်တာမှာတက်ရှင်အောင်ကျွန်တော်မွေးကလေးကတော့ဇာတိထဲမှာတက်ရှင်တယ်ဒီဇာတိကပျက်စီးတာကြာလေပျက်စီးတဲ့ခါမှာဒါမို့တော့ဘုရားစကားနဲ့တက်ရှင်မှာဆိုရင်အားလုံးကကောင်းမြတ်ခြင်းပဲရှိတယ်ဝိညာဉ်ဇာတိအားလုံးကောင်းမြတ်တယ်ဝိညာဉ်ခန္ဓာအားလုံးကောင်းကြီးမင်္ဂလာရွေးခံစားရမှာလောကစကားကအခုလောကမှာအောင်မြင်တဲ့ကောင်အားလုံးကစိတ်ဒုက္ခရောက်လို့မရောက်လားအခုတာရှိတဲ့တတိယအားလုံးရှိလောကတည်းကြီးနော်အခုတော့မှကြည့်တော့ကြောက်တယ်ကင်းကြော်နေဆိုတော့တော့မယ်နော်ဘုံကြီးပြီးအသက်မရှိဘူးဘာဖြစ်လို့လဲခန္ဓာကိုယ်ကြီးကဖျားတယ်ဖြတ်စည်းနေတယ်ခင်ဗျားကြိုက်တော့သိခုစမ်းပတ်စံနဲ့ဝယ်လို့မရဒီစိတ်မှန်တဲ့ကြားမှချင်းပတ်စံနဲ့ဝယ်လို့မရယုံကြည်ခြင်းနဲ့ပဲဝယ်လို့ရတထေးတွေကြိုက်တော့ခင်ဗျားကုစမ်းကဘာမှအကောင်းဆုံးပြည့်စုံကုစမ်းမရဖျားတယ်ကနေပြီဆိုတော့မရဘယ်ဖျားလည်းမကဲနိုင်မင်းတီးငရဲပဲမင်းကြိုက်တဲ့ဖျားလားမရဘူးတားတော့ယေရှုမောက်ရုံအားလုံးငရဲပဲဒါကဖျားတယ်ခင်မင်းကြိုက်တယ်လို့နီလန်းရှိကြိုက်လို့ရက်တရားရှိဖျားတယ်နေရင်အားလုံးပွားတာပဲအစ်စ်ကယေရှုလက်ထက်မှာပဲရှိတယ်ယေရှုပြောတဲ့မှာတွားရင်အားလုံးကအတုရောင်တယ်ပဲအသက်ရှင်အတုရောင်အားလုံးငွေနဲ့ဝယ်လို့ရတယ်ဒါပေမဲ့ငွေနဲ့ဝယ်တဲ့ခါမှာပဲအစ်စ်တန်းကကွာအစ်စ်မမီဘူးဖျားတယ်ခင်ရဲ့အစ်စ်အမှန်အားလုံးတားတော့ယေရှုလက်ထက်မှာပဲရှိတဲ့အတွက်ယေရှုကမှမယုံကြည်ဘယ်လူသားတရားမှမလွတ်မြောက်ဘူး
ဒါမို့လို့အငယ်30နှစ်မှလည်းနော်အကျဉ်သူတွေလူတို့ရှေ့မှာငါ့ကိုဝန်ခံအားကောင်းကင်ဘုံနဲ့ရှိတော်မူတော့ငါခမဲတော်ရှေ့မှာထိုးတူငါဝန်ခံမယ်ဒီတဲ့ကျွန်တော်လူတို့ရှေ့မှာကျွန်တော်ဒီစေးတော့တမ်းပါတယ်โอเคမင်းဒီစေးတော့တမ်းပါတယ်နော်အဲ့ဒါကယေရှုပေးတဲ့ကြားမှာရှင်းမှုအဲ့ခါမှာယေရှုကလည်းဖယားခင်ရှေ့မှာတင်းအတက်ကကိုမထောက်ခံဘူးအခုကျွန်တော်တို့လို့ဆိုရင်နော်နှုတ်ကပါမယ်ကြားမှာလူတို့ရှေ့မှာကျွန်တော်တက်တိတ်ခံတယ်အဲ့ခါမှာယေရှုရဲ့ချက်ချင်းဖျားနေရှိမှာဟုတ်တယ်ဒီဆိုင်ဟောကယေရှုရဲ့စကားကိုတကယ်ယုံကြည်တယ်မှန်တယ်ဖျားခင်နော်ယေရှုကချင်းတက်တဲ့ခံပြီးအဲ့ခါမှာကောင်းကြီးမင်္ဂလာလို့လက်ခဲ့တာယေရှုကဖျားနေလက်ရမှာနေတာပါလေကျွန်တော်တို့တက်တဲ့ခံပြီးဖို့အတွက်ကျွန်တော်တို့ကလောကမှာအသက်ရှင်တဲ့လူရှိမှကျွန်တော်တို့ကယေရှုခရစ်တော်ကိုဝန်ခံမစင်ယေရှုခရစ်တော်ဖျားနေရှိမှချက်ချင်းကျွန်တော်တို့ထောက်ခံပြီးတော့အငယ်33မှာလဲအကျဉ်သူတွေလူရှိမှငါ့ကိုညှင်းပယ်အံ့ကောင်းကင်ဘုံနဲ့ရှိတော်မူတော့ငါခမဲတော်ရှိမှထိုးတူငါညှင်းပယ်တွားပြီဘုံတော်မထင်ရှားဘူးဒီနေ့ခရိယန်တင်းအုပ်ဆက်ဘုံတော်မထင်ရှားဘူးကျွန်တော်အမှားလဲသူ့ကိုယ်ကတင်းအုပ်ကြီးလို့ပြောတာပဲဘာဘုံတော်ထင်ရှားတယ်ဘာဘုံတော်မှမထင်ရှားဘူးဘာဖြစ်လို့လဲအကျဉ်သူတွေလူရှိမှငါ့ကိုဝန်ယေရှုရဲ့လောက်ဆောင်ချက်ကိုဝန်မခံတဲ့ဖခင်ယေရှုခရစ်တော်ဖခင်နေရှိမှဝန်မခံမထောက်ခံပေးဘူးတီးတာတီးသွားတိတ်ကြောက်စရာကောင်းတယ်နော်ဒါကြီးကဒါရိုက်ချိုးကြီးသွားတာနော်ဘာလဲအချိုးကြီးသွားတာကျွန်တော်လောကရှိမှာယေရှုခရစ်တော်ဝန်ခံတဲ့တက်ခံနေဆိုတော့ဒါမို့ယေရှုခရစ်တော်ကောင်းကင်မှာတက်ခံနေမှာသူတပည့်တယ်မင်းတို့ငါရဲ့တရားကိုဟောပြောပါလို့မပြောငါရဲ့တက်ဖြစ်ရမှာမင်းတို့လူရှိမှာငါ့ကိုတက်ခံငါရဲ့တက်ဖြစ်မှာဘုရားနေရှိမှာငါကမင်းတို့ရဲ့တက်ပဲဖြစ်မှာပေတရုကအဲ့ဒီတရားဟောတဲ့ခါမှာလဲတော့တရားဟောတာမဟုတ်တော့ပါလေတက်ခံတဲ့ခါမှာယေရှုဟုတ်ပြီပေတရုကျမ်းငါရဲ့ယေရှုရဲ့တက်တည်ဖြစ်တဲ့ခါမှာတွေ့လားကျွန်တော်တပည့်တွေအားလုံးကကျွန်တော်ရဲ့တက်တည်ဖြစ်တယ်နော်ဒါကဘုရားသခင်ရှေ့မှာသူထောက်ခံပေးတဲ့ခါဘုရားသခင်နဲ့ဒါလည်းကောင်းကြည့်ပြီးဒီနေ့ကျွန်တော်တို့အသက်တာတိတ်ကြောက်စရာကောင်းတယ်နော်ဒီဒါရဲ့အချိုးကိုနားမလဲဘူးအကျဉ်သူတွေလူရှေ့မှာငါ့ကိုညင်းပယ်အံ့ကောင်းကင်ဘုံနဲ့ရှိတော်မူတော့ငါခမဲတော်ရှေ့မှာထိုးတူငါညင်းပယ်ယေရှုကညင်းပယ်ပြီဆိုရင်တော့တွားပြီလားမတွားဘူးလားယေရှုကညင်းပယ်တယ်ဘယ်လိုလဲကျွန်တော်တို့ကိုယုံကြည်သူတို့ပြောတဲ့ကျွန်တော်တို့ကိုညှင်းပယ်မယ်ယေရှုကညှင်းပယ်ဖျားတယ်လက်ခံမလားယေရှုထောက်ခံဖျားတယ်ကလက်ခံတယ်ယေရှုမထောက်ခံဖျားတယ်ကလည်းလက်မခံဘူးဒီနေ့ဒီဖျားကိုပဲဘယ်လောက်ယုံဘယ်လောက်ပဲငိုကြွေးတေမအေးတာအဲ့ဒါပဲတိတ်ကြောက်စရာကောင်းတယ်တော့တော့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနဲ့ဉာဏ်ပညာရဲ့အချုပ်ချာဖြစ်တယ်ဘာဖြစ်လို့ဉာဏ်ပညာအချုပ်ချာလဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုဖျက်ဆီးတာနှစ်ပါးလုံးငရဲမှာဖျက်ဆီးတာကဖယားတခင်ပဲဖယားတခင်ကြောက်ရွံ့ပြီးတော့ဖယားနဲ့ဓာကချင်းနဲ့ဒုမြောက်ခြင်းတော့ယေရှုရဲ့စကားကိုပဲလက်ခံပါယေရှုရဲ့ကယ်တင်ခြင်းကိုယုံကြည်ပြီးရှောက်လမ်းပါလောကစကားကိုခင်ဗျာဆွလို့လာပါအဲ့ဒါဆိုတော့အသက်တာမှာလည်းကောင်းကြီးမင်္ဂလာလည်းပြည့်စုံပြီးတော့တည်တဲ့ခါလည်းကောင်းကြီးရောက်မှာယေရှုကိုယုံကြည်တဲ့ငရဲမရောက်တော့ငရဲနဲ့လွတ်ပြီးကောင်းကြီးရောက်တယ်လို့ယေရှုစကားလည်းရှောက်လမ်းမျိုးဆိုရင်ဖယားတခင်ရဲ့ဖြည့်ဆည်းခြင်းဒီခန္ဓာတစ်ခုလုံးအလုံးကြားမှာပြီးတော့စိတ်အလိုပြည့်စုံတဲ့ခွင့်ကိုလည်းတစ်ခါတည်းရပါဒါမှတေချာစဉ်းစားပါမိတ်ဆွေနော်ကျွန်တော်တို့ကအတွေးတိတ်တယ်အတွေးမားနေပြီရွှေသမင်လိုပဲတန်ရက်ကိုရည်ထင်ပြီးတော့အလိုက်မားနေပြီနော်ဒီနေ့မာယူနဲ့တက်တာနဲ့နောင်တရပြီးတော့ကိုယ့်တက်တာကိုပြင်ဆင်ပါမပြင်ဆင်တော့ဖယားတခင်ကပြောရင်ပြောတိုင်းနှိတ်ကုမှာနော်ဘယ်သူမှမလွတ်မြောက်စေဘူးတဖြည်းဖြည်းနဲ့နှိတ်ကုတော့ခုကဘုံပြချမ်းတန်းလာတယ်ဒါမှမဟုတ်ကျွန်တော်တို့ကနောင်တရကြပါနော်ဒီနေ့ပွဲတော်မင်္ဂလာလည်းဖြစ်တဲ့အတွက်ကယ်တင်ခြင်းဆိုတာအဲ့လောက်ထိအရေးကြီးတယ်အခုကျွန်တော်တို့ကဝိညာဉ်ပဲလွတ်သေးတယ်နော်ဝိညာဉ်ကလည်းငရဲကနေလွတ်ပြီးတော့လွတ်တယ်နဲ့ချက်ချင်းတည်ပဲရောက်မယ်ကောင်းကင်ရောက်မယ်အဲ့ဒါကြီးလေမတည်တဲ့ဒီခန္ဓာကြီးတဲ့ဖြည့်ဆည်းခြင်းကလွတ်မြောက်ဖို့အတွက်ကနီလန်တလားမရှိတယ်တားတော်ယေရှုရဲ့စကားတိုင်းတကယ်ရှောက်လန်းတဲ့ဒူမကြလည်းလွတ်မြောက်ကြတယ်နောင်တရကြတယ်တောင်ဣတူရတော့မိမွေကြိုက်ခံတဲ့ခါမှာမတည်ဘူးဘာလို့လဲဖျားတင်ပြောတဲ့နီလန်တိုင်းကြေးဝါမျိုးကိုလက်ကြည့်တဲ့ခါမှာမွေစိတ်အားလုံးပြောရင်းကျွန်တော်ခန္ဓာကိုယ်နဲ့ခံစားနေတဲ့ဒုက္ခဝေဒနာဆင်းရဲဒုက္ခဝေဒနာအားလုံးနဲ့တားတော်ယေရှုပြောတဲ့အတိုင်းတကယ်ယုံကြည်ပြီးရှောက်လမ်းမဲ့ဆိုရင်တော့ချက်ချင်းလွတ်မြောက်စေဒါကဂတိတော်ဒီနေ့ကျွန်တော်တို့ကဖယားကိုယုံတယ်ယေရှုကိုမယုံဘူးဆိုရင်တော့အဲ့ဒါမဟုတ်ဘူးဖယားကိုယုံနေဆိုရင်ဖယားစိတ်လို့တဲ့ယေရှုယုံအောင်ဒါပေမဲ့ဒီနေ့ယေရှုရဲ့ကယ်တင်ခြင်းကိုတကယ်ယုံမဆိုရင်တော့တရားဟောတဲ့တက်တေခံတဲ့ဆရာတွေကိုယုံအောင်အခုယေရှုမရှိတော့ဘူးဒါဆိုရင်ဒီနေ့အခုကျွန်တော်ပြောနေတာပါလေယေရှုရဲ့အကြောင်းကိုပြောနေကျွန်တော်အကြောင်းကိုကျွန်တော်ပြောနေတာမဟုတ်ဘူးအစစ်စင်ရှိတယ်နော်ဒီနေ့ခရိယာဖယားဆိုယုံကြည်ပြီးသားဖယားယုံနေဆိုရင်တော့မင်းတားတော်ယေရှုယုံအောင်ပါဘာလို့လဲယေရှုကကယ်တင်သူဒီနေ့ယေရှုကပြီးသွားပြီဘယ်လိုကြံလေးလဲ
သူ့အမှုတော်ကိုတကယ်ဆောင်တဲ့ကျွန်တော်တို့လိုနော်တက်တေခံတဲ့ဆရာသမားတွေရှိသေးတယ်အဲ့ဆရာသမားတွေကဘာကိုပြောလဲကို့အကြောင်းကိုပြောနေမှာတော့ယေရှုရဲ့လှုပ်ဆောင်ထားတဲ့အကြောင်းကိုပြောနေတယ်ကျွန်တော်တို့ကိုယ်တိုင်ကယေရှုလှုပ်တဲ့အရာတိုင်းလိုက်လျှောက်ပြီးတော့လူမြောက်တဲ့အရာကိုပြန်တက်တေခံကျွန်တော်ဖုန်းမတုံးတတ်ပဲဒီဖုန်းကိုတုံးပြတဲ့ခါမှာလူတွေကလူချင်းနဲ့စိတ်ဖြစ်လာမှာပေါ့နော်ဒါမှမဟုတ်ဒီနေ့ဖယားနေခင်ကတော့လူတွေအားလုံးကိုဒဏ်ခတ်ရတဲ့အကြောင်းရင်းကဗုဒ္ဓဘာသာပြောမင်းတို့ဖယားကမေတ္တာရှင်တို့ပြောဘာလို့လူကိုတတ်ရတာလဲလူကိုတတ်ချင်တယ်မို့လူတွေအားလုံးပေါ့နော်ဒုက္ခဆင်းရဲပေးထားပြီးတားတော်ယေရှုရဲ့ကယ်တင်ခြင်းကိုလက်ခံစေဖို့တော့ဘုရားသခင်အဲ့လိုအလိုရှိဒါမှယနေ့လူကလူကိုပြန်ကယ်တင်ပြီးတော့ယေရှုရဲ့ဘုန်းတော်မထင်ရှားလူရဲ့ဘုန်းတော်ပဲထင်ရှားရဲ့လူတွေအားလုံးကပါတယ်လူချင်းပြန်ကယ်တင်တဲ့အရာကမန်တော်လက်ခရာပဲအဆုံးမတည်ဒါမှကျမ်းမာခြင်းအစစ်ကလည်းယေရှုဆိုမှာချမ်းသာခြင်းအစစ်ကလည်းယေရှုဆိုမှာကောင်းခြင်းမင်္ဂလာအစစ်ကလည်းယေရှုဆိုမှာယေရှုရဲ့စကားကိုတာယုံကြည်လျှောက်လမ်းမယ်ဆိုတော့တမန်တော်ပေါလုကရန်ပါနေတယ်နော်ခတ်သိမ်းတော့အရာတို့ကိုမစင်တော့အောင်မေးပြီးတော့ခရစ်တော်အပြင်ရတဲ့ဖြောင့်မတ်ခြင်းပုံမှာတည်ပါမိအကြောင်းသူ့ကိုယ်ကိုတက်တည်ခံသွားတယ်ဒီနေ့ကျွန်တော်တို့လည်းလောကစကားစမတေးချတဲ့စကားဖြစ်တဲ့ယေရှုရဲ့စကားတိုင်းပါ၍ရှောက်လန်းကြခြင်းအဖြစ်ကိုအတက်တာမှာဘုရားရဲ့ပြည်စင်တဲ့ကောင်းကြီးမင်္ဂလာပြေဝခံယူကြပါလို့တောင်းလည်းပဲတက်တည်ခံခြင်းပါတယ်